မိုက်ကယ်ကာရက်လက်ထက်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ Unitedဟုတ်ပါတယ်ဒီနေ့မနေ့အချိန်ပြန်ကစားခဲ့တဲ့ပွဲမှာတီယာရော့လူကာဆက်တင်ကိုကျွန်တော်ယူနိုက်တက်က2-2နဲ့ရှုံးနိမ့်ခဲ့ရတာပါပထမပိုင်းပြီးကနေ45မိနစ်မှာပွဲအလှည့်ပြောင်းလေးစပြီးတော့ဖြစ်ပေါ်ခဲ့တယ်။ချက်ကော့ရန်စီအဒီကထိတယ်ပြီးတော့နျူကာဆယ်ပယ်နတီရတယ်။အဲဒီပယ်နတီကိုအန်တိုနီကိုရန်ကအမှားမရှိကန်သွင်းပြီးတော့နျူကာဆယ်အတွက်ဦးဆောင်ကိုသွင်းယူခဲ့တယ်။သိမကြာခင်မှာပဲဘရူနိုရဲ့ free kick ကနေတစ်ဆင့်ဖန်နီးပေးမှုကိုကက်စမဲရိုကခေါင်းတိုင်းခြေပါကိုသွင်းယူခဲ့တယ်။အဲကြောင့်ပထမပိုင်းမှာ1-1နဲ့ပြီးဆုံးသွားခဲ့တယ်။နျူကာဆယ်တင်တယောက်ရှော့တာကြောင့်ဒုတိယပိုင်းကကျွန်တော်တို့ရဲ့ပွဲလို့ပဲထင်ခဲ့မိပါတယ်။ဒါပေမဲ့နျူကာဆယ်တင်ကကန်ဆယ်ကိုချစ်ချစ်လေးလေးကစားနိုင်ခဲ့တယ်။ကောင်းတာတွေကနေတစ်ဆင့်ကျွန်တော်တို့ United အသင်းကိုတော်တော်လေးကိုချိန်ချောင်းနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာကျွန်တော်တို့ United အသင်းရဲ့ရှိုယိုရဲ့ခေါင်းတိုင်ကိုပြီးတော့ Siski ရဲ့အဝေးကန်ချက်တွေကိုနျူကာဆယ်ကိုသမား Aaron Ramsey အကောင်းဆုံးပို့ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချိန်မိနစ်90မှာတော့ကောင်းတာကနေတစ်ဆင့်နျူကာဆယ်အသင်းရဲ့လူငယ်ကစားသမား William Osula ကဆန်နီလင်းမင်းရဲ့ညာဘက်ထောင်ကိုဘယ်ချိန်နဲ့ဝေးဝိုက်ပြီးတော့လှပစွာကန်သွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်နျူကာဆယ်အသင်းဟာ United အသင်းကို2-2နဲ့နိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုအသင်းကောင်းဆောင်ဘရူနိုကိုပေးချင်ပါတယ်ဒီပွဲစဉ်မှာဘရူနိုကူညာကက်စမဲရိုကလွဲပြီးတော့ကျန်ကစားသမားတွေရဲ့နိုင်လို့စိတ်ကိုမိကုံးထုတ်ရပါမယ်အထူးသဖြင့်အမ်ဘူမိုကအခုနောက်ဆုံးနှစ်ပွဲမှာပုံမှန်ခြေစမ်းအောက်ကိုရှောင်နေတာတွေ့ရပါသူရခဲ့တဲ့အခွင့်အရေးဆိုရင်လည်းသူဆက်စကိုပေးခဲ့လို့ရတယ်ဒါမှမဟုတ်ဘယ်ခြေနဲ့တေချာလေးကန်နေလို့ရရင်ဒါနဲ့သူအာမတန်နဲ့ညာကြီးနဲ့အကုံကန်လိုက်တော့ဘောလုံးကမိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ပွဲချိန်တွေမှာလည်းအသင်းအတွက်အခွင့်အရေးတွေဖန်ပြီးပေးခဲ့နိုင်ခြင်းမရှိပါဘူး။ United အသင်းသားတွေအနေနဲ့ဒီပွဲစဉ်ရဲ့အရှုံးရလဒ်ကိုမေ့ပြီးတော့လာမယ့် Sunday မှာကန်ရမယ့် Aston Villa နဲ့ပွဲစဉ်ကိုပဲတေချာလေး Iron Sight focus ထားပြီးတော့ကန်သင့်တယ်လို့မြင်ပါတယ်။ဒီပွဲစဉ်ကတော့ဖြစ်မနေနိုင်ပွဲရအောင်ကန်သင့်တဲ့ပွဲပါ။ Champions League ဝင်ခွင့်အတွက်ကိုယ်ကကြမ္မာကိုဖန်တီးခွင့်ရှိပါသေးတယ်။ Aston Villa နဲ့ရမှတ်တူ Chelseaလဘာဘူးလို့လည်းရမှတ်3မှန်ကွာဟနေပါတယ်။ Chelsea အိမ်ဝင်မှာတွားရောက်ရှင်မြန်ရမယ့်ပွဲတွေရောဘူးတင်ကိုအိမ်ဝင်ဦးတော့ဖို့မှာကစားမယ့်ပွဲတွေမှာရလက်ကောင်းရရှိဖို့လိုအပ်နေပါတယ်။ဒီပွဲစဉ်ရဲ့ရလက်တွေက UCL ဝင်ခွင့်အဆုံးဖြတ်ပေးသွားမယ်လို့ထင်ပါတယ်။ဘောလုံးပွဲတွေဆိုတော့အများနဲ့နိုင်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့အရေးကြီးတဲ့ပွဲတွေမှာနိုင်ပွဲရဖို့တော့လိုအပ်ပါတယ်။ဒီပြမိုက်ကယ်ကာရက်အနေနဲ့ United အတွက်တကယ်အရေးကြီးတဲ့နေ့ဝင်နေမှာကန်ရမယ်။ Aston Villa နဲ့ပွဲမှာဘယ်လိုလုပ်ပြသွားမလဲဆိုတော့စိတ်ဝင်စားဖို့အရင်ကောင်းနေပါပြီဒီပွဲစဉ်အရင်ပဲတ िश နေခြင်းပြီဗျာဒီပွဲစဉ်သာနိုင်ခဲ့ရင်ကျွန်တော်ယူနိုက်တက်အတွက် UCL ဝင်ခွင့်အားအများကြီးပိုကောင်းသွားမှာပါပိုကောင်းတဲ့စီစဉ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Chris ပါ